အတာကူတော်လာထန်းကူတော်လာတကူးလာရဲလို့တတ်မှတ်စိုးမှုပြုကြတဲ့ຫນွေလမှာမဟာသကြံမင်္ဂလာပွဲသဘင်ကိုစီရင်ကျင်းပခဲ့ကြတာဟာဖြင့်ပကံခေတ်ကစတင်ခဲ့တယ်လို့ယူဆလို့ရပါတယ်ခင်ဗျာအင်းဝခေတ်ကိုကူပြောင်းလာတဲ့အခါမှာလဲတကြံရည်သဘင်ပွဲကိုအစင်လာမပြတ်ဆက်လက်ကျင်းပခဲ့ကြပါတယ်မဟာတကြံပွဲတော်ဟာဖြင့်မြမတို့ရဲ့12လရာသီပွဲတော်များထဲမှာပျော်ရွှင်စရာအကောင်းဆုံးပွဲတော်လို့လည်းပြောလို့ရနိုင်ပါတယ်ခင်ဗျာကုန်းမောင်ခေတ်မှာလဲတကြံမင်္ဂလာရေသဘင်ပွဲကိုဆက်လက်ကျင်းပခဲ့ကြပါတယ်အများပြည်သူတို့တခဲနဲ့ဆင်နွှဲလေရှိကြတဲ့ရေပွဲသဘင်မှာဂီတသုခုမှအနုပညာရှင်များဟာအနုပညာဝန်တာကျေပြွန်စွာနဲ့ပါဝင်ဆင်နွှဲကြတယ်လို့အဆိုရှိခဲ့ပါတယ်အဲ့ဒါလို့နဲ့ရတနာပုံခေတ်ရောက်တဲ့တိုင်ရေပွဲသဘင်ကိုချိန်ချိန်တဲတဲကျင်းပခဲ့ကြရမှာကျွန်တော်တို့ရဲ့အောင်ကျော်ချမ်းအေးမန္တလေးနေပြည်တော်နဲ့မြန်မာနိုင်ငံအနှံ့ပြားမှာတော့တကြံချိန်ခါရောက်လေတိုင်းတကြံပွဲတော်ရေပွဲတော်ကိုပြည်သူချစ်တဲ့အမှုပညာသည်များရဲ့တကြံတေးသချင်းများနဲ့ဝေလွင်နေအောင်စီရင်ကျင်းပခဲ့ကြတာဟာဖြင့်ယနေ့ထက်တိုင်ပါပဲခင်ဗျာမြမနှစ်တကူအချိန်ခါသမယမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့တောကကင်းဝေးနိုင်ပါစေကြောင်းနှစ်သက်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်